အရန်ပေါ့ပါတယ်လုံးဝမိအတွက်ပေါ့နော်ဒီအဲ့လိုပေါ့ပါပဲတိုက်တယ်လို့ဆိုအဓိကတော့ကျွန်တော်တို့ shooting ပြီးတဲ့အချိန်မှာငယ်ချင်းဝင်းလူပဲသွားတဲ့အချိန်မှာဘာဝင်းလူရရမသိကြော်လည်းမရောချင်ဘူးဆိုလို့ရှိရင်ဒီမျိုးလေးပဲဝင်းလူရတယ်Fish အားလုံးပြန်တွေ့ကြပြီဆိုတော့ဒီ episode မှာ effortless chic ဆိုတဲ့ collection လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ် effortless chic ဆိုတာအရာအားစိုက်ထုတ်စရာမလိုပဲထိထိမိမိ outfit collection တွေအတွဲအဆက်တွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုမေတို့လိုရှိန်းတို့လိုနည်းနည်းအလုပ်များတဲ့ celebrity တွေအလုပ်များ audience တွေအတွက်အရန်ဆင်ပြေမယ်နော်ဒီ collection လေးကဆိုလို့ရှိရင်မရှိမဖြစ်ကြည့်တဲ့ collection လေးပဲဖြစ်ပါတယ်ခင်ဗျကဲနော်အရန်စိတ်ဝင်ပါဒီ collection လေးရဆိုလို့ရှိရင်ရှန်ဟိုင်းမှာလက်တလောကျင်းပသွားတဲ့ Formula 1ကားပြိုင်ပွဲကသူတို့ရဲ့ wife တွေသူတို့ရဲ့ girlfriend ဝတ်တဲ့ outfit လေးတွေကိုအခြေခံပြီးတော့လုပ်ထားတဲ့ collection လေးပဲဖြစ်ပါတယ်သူတို့အဲ့ driver တွေရဲ့ wife တွေ girlfriend တွေ Yes ကြည့်လိုက်ကြပါလား Mike စာဆိုတော့ဒီ collection လေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ effortless chic collection လေးကိုလိုက်ကြည့်ပါဦးတဒန်ဒါကတော့ Chinese traditional မှာ trend တစ်ခုဖြစ်အောင်ဖန်တီးထားတဲ့ collection လို့ fish ကတော့မြင်တယ်အေးနော် modern အယောင် yes နှစ်ယောင်ရှိတယ်ကဲလာအယောင်လေးပြောင်း yes အဓိကသူ့ရဲ့ level လေးတွေ nursery stand နော် yes ပြီးလို့ရှိရင်နောက်ထပ်ရှိသေးတယ်ဟုတ်ထားတယ်ကျဲသီးလေးကျဲသီး Chinese ပုံစံပြန်ပြန်အယောင်ဆိုလို့ရှိရင်3ယောင်လေးလာမယ် ပိုင်းဝင်လာနော်ပိုင်းဝင်ချစ်စရာလေးအေးလာတယ်ချစ်စရာလေးဒီမှာ jeans အေး jeans ရဲ့အောက်ပိုင်းလေးကိုကြည့်လိုက်ပါဦးဒီမှာသူကအဓိကဒါကြိုက်တယ်ဒီဟာလေးကတော့တော်တော် unique ဖြစ်တဲ့ style လို့ fish ကတော့ထင်တယ်တရုတ်ကျင်းတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လာလိုက်တာနှစ်ယောင်ရှိရနော်အရန်လာတယ် ဝတ်တင်တယ်အကုန်လုံးမှာရှိတင်တယ် jeans color အယောင်လို့လည်း fish တက်မှာဒီမှာတွဲဝတ်လို့လည်းရကဲအတွဲဆက်တွေအတွက် so cute ကဲပြာလေးလာနေရနော်လွန်းလေးနော်လာတယ်ရှမ်းလာတယ်ပြီးလို့ရှင်ဟိုဒီမှာ sequence တစ်ထည့်လုံးတော့ sequence ဟောဒါအပေါ်အောက်ရှိပြီလားအပေါ်အောက်ရှိပြီဒါလာတယ်လာလိုက်တာယူအဖြူရှိရယ်အမဲရှိရယ်ပြီးလို့ရှင်ပန်းရောင်လေးနော်ပန်းရောင်လေးကြိုက်တယ်နော်ပန်းရောင်လေးလာပန်းရောင်လေးကြိုက်တယ် fish ကချစ်စရာလေးပြီးလို့ရှင်နောက်တစ်ရှိသေးတယ်ပြအောင်မယ်အော်ဒီမှာဟဲ့ဒါလေးလာလိုက်တာကဲဒါကတော့ကျဲသီးအသက်ပေါ်ငယ်ငယ်တော့လေမတို့ကပိုင်းဝင်းလေးတိုင်းချီတော့ကလိုမျိုးလေးပြန်တည်းရတယ်ဒီမှာနော်ပြီးလို့ရှင်ခါမှလည်းရှုံနေတယ်သားလေးမိုက်လာလိုက်တာဟောတော့အရှင်းနောက်နော် very unique ဟောဒီမှာလာလိုက်တာဟုတ်တယ်အရှင်းနောက်ကအကုန်လာတယ်နော် Mike စာနောက်ရှိတယ်နော်ဒါကတော့ခုနကကြီးစဲတဲ့တွဲဝင်ဒါ I know what you need ယူလေးနဲ့ဆန်းများဆုံးပဲဒါ fish on which the daughter နော် fish အစင်ပြည့်နေဒီလေး fish အစင်နဲ့ဖြစ်နေလာတယ်ဒီလိုရှိရဲ့ဒီမှာ oh yeah ဒါလည်း fish ဝတ်လို့ရတယ်ဒါလည်း fish ဝတ်လို့ရတယ်အဖြူရှိတယ်အခုလို fish ဝတ်လိုက်တယ်နော် fish တက်ဖြစ်သွားအယောင်3ယောင်စလုံးလာတယ်ဒီ3ယောင်စလုံးက main ကလေးထဲမှာရှိတယ်နော်ရှိတယ်နော်ပြီးတော့ရှင်နောက်ထပ်ကြားနေလည်းရှိတယ်ပါနော်ဒီမှာဒီ3ယောင်ရှိတယ်ကြားနေစရှိရဒါကကျတော့ one set လေးဖြစ်ပဲနဲ့တွေ့ရနော်အော်ဒါကောဒီဇိုင်းပုံစံလေးလားဒါဟဲ့ဒါလေးလာလိုက်နေရဒါလာလိုက်တာနော်ဒီမှာပြီးတော့မဆာဒါအရင် fashionable ဖြစ်နေတယ်နော်ဒါတော့ one of a kind ပဲရှိတယ်နဲ့ရှိတယ်လာရဲပြီးလို့ရှိရင်ခုဘက်ချမှာဆိုလို့ရှိရင် yes ဒါလေး men's collection လေးစပါပြီပြီးလို့ရှိရင်အဲ့ဒါနဲ့တွဲဖို့အတွက်ကိုတူလေးတယ်ကဲဒီမှာသူ့ရဲ့ pocket လေးကိုကြည့်လိုက်ပါဦးမထိုးတာ pocket လေးမှာထိုးထားတာလေးက detail လေးဖြစ်နေတယ်လာလိုက်တာနော်ဟုတ်တယ်လာလိုက်တာနော်လူလူညံ့ညံ့လေးကြိုက်တယ်ဒီလိုအတွဲဆက်လေးနဲ့ဝတ်မလားကျွန်တော်ဂျင်းတူလေးနဲ့ဆိုတော်တော်လှကြိုက်တယ်ပြီးလို့ရှိရင်နောက်ထပ်ဒီမှာအော်ဒါလည်းလာနေပါတယ်ရိုးရှင်းရှင်းလေးလေးဒါရိုးလေးပဲအဲ့လေးပဲအဲ့ပြီးလို့ရှိရင်ရှိသေးတယ်သူက t-shirt ကလေးတွေသူကအသေးစိတ်ကလေးလုပ်ထားတယ်ဒါတော့လာပန်းပွင့်နေတယ်နော် print လေး မိုက်တယ်ဒီအောင်လေးလာတယ်ကြိုက်တယ်နှစ်ယောက်လုံးကြိုက်တယ်နော်လင်းနာလည်းကြိုက်တယ်မောင်နာလည်းကြိုက်တယ်နော်သူမောင်မိမဲတော်လေးမောင်မောင်ဆူဆူလေးဟုတ်တယ်ကဲဒါကတော့ t-shirt လိုမျိုးပုံစံကိုအဲ့တော့ကြိုက်ဆုံးလာတယ်ဒါလေးလာတယ် stitch လုပ်ထားတယ်ပေါ့နော် handmade stitch လေးလိုလေးထိုးထားတာ pocket မှာမိုက်တယ်ရမယ်နော်ဒါတော့အဲ့ဆိုတော့လိုက်တယ်နော်ကြိုက်တယ်နော်ဒါရှိသေးလားဆက်မိုက်ပါတယ်ဒီမှာလည်းရှိသေးတယ် fish ဟိုဒီလေးလိုက်မယ်ဒါရော
ဒါကတော့ logo လေးပါမယ်တက်တက်ခက်ခက်ကလေး လှနေတယ်အော်ဒါကုနာအမဲလေးနဲ့ ခုနအမဲလုံး စိမ့်လေးရှိတယ်စိမ့်လေးရှိတယ် ဟောဒါလေးကမိုက်တယ် ဒါ စီး လေး လေးနဲ့ လာ တော့ တယ်ပြီးလို့ရှိရင်အမရှိသေးတယ်နောက်မရှိသေးတယ် style pants လေးတွေ ပန်စီကနော် ဟောထားကြ ဒါကကျတော့သူ့ရဲ့ design ကိုကြည့်လိုက်ပါအောင် ဟိုအသားထိုးကောင်းလား နော် အသားထိုးကောင်း ဒါတော့မင်းသားမှာရှိတယ်နဲ့ မရှိတင်တာဗော fish ပါလည်းရှိတယ်နဲ့ရှိတဲ့လူတွေနဲ့ အကုန်လုံး ဒီ ရှိ က တ ပါ ယ် လည်းရှိတယ်နဲ့ item လေးပါ ကာလာလေးတွေအကုန်လုံးနော်တယောက်တစ်မျိုးတော့ရှိနေတယ် မိုက်တက်ချက်တယ် မိုက်တယ် မင်းအတွက်ရွေးချပေးတဲ့ effortless chic collection လေးကိုလိုက်ကြည့်ပါတဒန် အော်ဒါကုနာ sequin dress လေးနော် ဒါလေးရဲ့ပြီးတော့ဒီချစ်စရာလေး နော်လာနော် ကြာလေးကိုမင်းအတွက် အော်ဒီ ရွေး တော့ ထား ဒီ ပေး တော့ ပါ ပန်း မယ် ရောင်လေးတွေပန်းရောင်လေးတွေပန်းရောင်လေး ပြီးလို့ရှိရင် တော့ကြာ ရှိန်အတွက်ကကြတော့ ကျွန်တော်တက် ခုနက hand stitch လုပ်ထားတယ် ဟုတ်တယ် styling လေး ဒီ ရဲ့ ကတော့အကြိုက်ဆုံးပဲ နောက်ထပ်တစ် အ ခု လား က နော်ခုနလေးလာ ဒီလိုအလင်းမောင်အတွက်ဆက်လေးတစ်ခုယူထားပေးပါတယ် ကဲ ဆိုတော့ဒီ outfit လေးကို try ကြမယ် fish လည်း try မယ် ကဲ office ကလည်းတော့အော် try ပါပေါ့ တူတက်တူကလည်းမလျှော့ဘူးနော် let's go Let's go ကဲ hello ဒါကတော့ effortless chic ရဲ့ styling လေးပဲဖြစ်ပါတယ် နော် ဝေးရတဲ့ခံစားချက်လေးပြောပါအောင် ကျမကွက်ကိုအဲ့လိုရင်ရင်လေးဖြစ်သွားတယ်လို့ခံစားနော် တော်လား အဲ့လိုလေ sequence ဆိုတော့လေဘာမှလည်းမလုပ်ဘူးကွာဒီလား တကယ် effortless chic ပဲတကယ် ဟုတ်တယ်နော်ဘာမှမလုပ်ဘူးပြန်ကွက်ကိုရင်မိမသားဆက်ဆံနေတယ်လို့ရင်ရင်လေးဖြစ်သွားတယ်လို့ခံစားနေရ အရင်လာတယ်ဆိုတော့ကြည်နေတဲ့ပြိတ္တတရောဒီဟာလေးကိုဘယ်လိုလေးမြင်လဲဆိုတော့ comment မှတ်ပေးရတယ်နော်မေးရဲ့ second look လေးပဲဖြစ်ပါတယ် oh yes လာလိုက်တာ အဲ့နဲ့နော်တော်တော်လေးဟဲ့ ဘယ်လိုခံစားလဲ တော့ကကျမတော်တော်အရင်ပေါ့ပါနေခုနအိန္ဒိယကျရင်ရင်လေးခုကတော့နည်း cute လေးပေါ့နော် ဒါက အယောင်လေးလည်းအရင်ကြိုက် surprise လေးတိုက်စရာရှိတယ်ဆိုတော့ဒီ outfit လေးကိုမှနောက်ထပ်တစ်ခုလေးနဲ့ fish တွဲဆက်ပေးခြင်းနဲ့ခဏလေးနော် အော် ဆိုတော့ဒီဟာလေး try ဝစ်ကြည့်ပြီးတော့တစ်ခါတော့ပြန်လာပေးပါဦး နော်ကဲဒါလေးတော့ try လိုက်ပါနော် hello တာဒါချစ်စ ဒါ ရာ လေး လေး ဒါလေးကိုအရင်ကြိုက်တယ်ကျမမီလေး ဒီ collection မှာတော့ခုနကပြောတဲ့ traditional Chinese look လေးကို inspire ယူပြီးထည့်ထားတဲ့အတွက်ကြောင့်ကျေတီလေးတွေရဲ့ဒီ jeans က belly နဲ့ဒီဟာလေးကအသက်ပေါ့နော်ဆိုတော့ color ကိုလည်းနှစ်ယောက်လေးဆက်ပေးချလိုက်တဲ့အချိန်မှာခုနကပြောတဲ့ပုံမှန်ထက်ခုနည်းနည်းလေးဆွဲဆောင်မှုရှိတဲ့ look လေးကိုရတယ်လို့ fish ကတော့ထင်ပါတယ် ဒါမေးလည်းအရင်ကြိုက်တယ် ခစားချက်တည်တယ် ပြင်းနေနော် Yes အချောင်း color လေးရတယ်လေ ပန်းရောင်နဲ့အပြန်မြင့်တူလေးဆိုတော့နော် ပြီးတော့နှမျိုးဝတ်လို့ရပါဘောနော် Yes ခုနကလိုမျိုး short dress ပုံစံနဲ့ရ ရတယ်ဒီလိုအတွဲဆက်ဆိုလို့ရှိရင် အခုလို dress လေးနဲ့လည်းပြည့်တယ်နော် ကဲရပါတယ်ခင်ဗျအရင်လာတယ် fish ကတော့ကြိုက်တယ် thank you ပါကဲဒါဆိုရှင်ရောဟာဝတ်လာမလား ဘယ်လိုလေးပွက်လာမလဲမသိဘူး နော်ကဲအားလုံးပဲစောင့်ကြည့်ပါအောင် ဒါကတော့ fish အတွဲဆက်လုပ်ထားပြီးတဲ့ effortless chic men's look လေးပဲဖြစ်ပါတယ်ဒါကတော့အမျိုးသားတိုင်းမှာဟိုတက်လက်အမျိုးသားတိုင်းပိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအကုန်လုံးဝတ်တင်တဲ့အရာအတွဲဆက်လို့ fish ကတော့ချင်ပါတယ်ခင်ဗျ ဒီ color နှစ်ခုလေးတွဲတာတော်တော်လှတယ်အောက်ကအလင်းလေးအပေါ်ကအမိုင်းလေးပေါ့လေနော်ဒါပေမဲ့ bright ဖြစ်တယ်သူပုံစံမျိုးကအဲ့လိုမျိုးတက်တန့်ပြပြန်းနေဟိုးပြပြီးတော့အေးစစ်စစ်လေးပုံစံလေးပေါက်တယ်ပေါ့လေအဲ့တော့ဒီဟာလေးကိုကျွန်တော်ရမ်းသဘောကျပါတယ်ဒီဝတ်စုံလေးကို ဟုတ်တယ်အရင်ကအားမဆိုင်ထားပဲနဲ့ကြီးလိုက်တာနဲ့ stylish ဖြစ်စေရဲ့ look လေးရတယ်လို့ fish ကတော့ထင်ပါတယ် fish ကတော့ပြောပါအောင် fish ကတော့ခုနကပြောတဲ့ fish ကနည်းနည်းလေး different လေးဖြစ်ချင်တဲ့အတွက်ကြောင့် all black ကိုမှဒီကပတ်လေးကခါးစီးထားအောင်မှ level လေးကိုပတ်ထားတယ်ပေါ့နော်ဆိုတော့ရှင်ရဲ့ not look လေးကိုကြည့်ပေးပါဦးနော်ကဲဒါကတော့ fish ကြိုက်တဲ့ hand stitch design လေးလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီ collection ထဲမှာဆိုလို့ရှိရင် t-shirt မှာလည်းပါတယ်ဒီ shirt ထဲမှာလည်းပါတယ် styling လေးကိုအပေါ်အောက်ကိုအမောင်နဲ့အလင်းလေးတွဲထားပြီးတယ်ဆိုတော့ဒီအတွဲဆက်လေး fish ကတော့ရမ်းကြိုက်ပါတယ်ဆိုတော့ရှင်းရဘယ်လိုမြင်ပါသလဲ ကျွန်တော်လည်းအရန်သဘောကျတယ်ပြီးတော့မှတွဲပေးထားတဲ့အမဲလေးနဲ့ဒီအဖြူလေးပေါ့လေအတူအဖြူတော်မှသူကအဲ့လိုနုရောင်ဖြူလေးနော်အရန်ဝင်းပြီးတော့အသားလေးကလည်းအရန်ဝတ်လို့ကောင်းတယ်ပြီးတော့ဒီမှာထိုးရတဲ့ဟာလေးကလည်းအရန်သဘောကျပါတယ် ကဲအဲ့ဆိုလို့ရှိရင်ဒီနေ့မှာမေယာ Formula 1 Inspire dress လေးတွေကိုဝတ်ပြလုပ်ပြီးသွားပြီနော် ကျွန်တော်လည်း effortless လို့လေးကို try ခဲ့တဲ့အတွက်အရန်ကိုသဘောကျပါတယ် ကဲအဲ့ဆိုလို့ရှိရင်ထုံးစံအတိုင်း Renema TS ရဲ့ member တွေအတွက်အထူးစီစဉ်ရှိတယ်အဲ့ဘာလဲဆိုတော့ Renema TS ရဲ့ဆိုင်ခွဲတွေမှာသွားကြည့်လိုက်နော် duration ကတော့ဒီ video တင်ပြီးတစ်ပတ်အတွင်းဖြစ်ပါတယ် ဒီလိုဆိုရင် fish show အားလုံးပဲ Renema TS ရဲ့ style therapy section next episode မှာပြန်လည်ဆုံတွေ့ကြမယ် bye